ကဲမင်္ဂလာပါရှင်ဒီတစ်ခါကျတော့မင်းတို့ရွှေနန်းတော်ကနေပြီးတော့ခက်လုပ်ပေးထားရဲပေါ့နော်စိတ်တွေဒီဇိုင်းလှလှလေးတွေကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်အခုကကျတော့မြန်စိတ်လေးတွေရေးပြပေးမယ်စိတ်ငုံမှာလုံးဝဖြူတန့်ပေါ့နော်ကြည်တောင်ရှင်းနဲ့ခက်လုပ်ပေးထားတဲ့စိတ်တဲ့ဝမ်းဆက်လေးတွေကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကဲဒီနေ့မင်းတို့ရောက်နေတာကကျတော့လမ်းတော်တန်စင်းမီပွိုင်းထိပ်မှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲလေးကပစ္စည်းဒီဇိုင်းတွေကိုရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ကကျတော့လက်စွပ်လေးဒါလေးကကျတော့စိတ်ငုံမှာမင်းတို့ဒါလုံးဝအဖြူတန့်ကိုသုံးပေးထားတယ်လက်စွပ်လေးကကြတော့ပွက်တဲ့ဒီဇိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တကွင်းလေးနဲ့လုံးဝထက်ထက်ဒီဇိုင်းလေးရပါမယ်နော်သူ့ရဲ့ဈေးနှုန်းလေးကကြတော့183နဲ့ဝန်းကျင်နဲ့ရမှာပဲဖြစ်ပါတယ်ရှင်သူနဲ့ဝမ်းဆက်လေးကနောက်ထပ်နဂတ်လေးတွေလည်းထည့်ရပါမယ်နဂတ်ဒီဇိုင်းလေးတွေပေါ့နော်ဒါကကြတော့ဝမ်းဆက်တစ်ဆက်လုံးစာမင်းလည်းပြမဝတ်ထားတဲ့ဒီဇိုင်းလေးရမယ်နောက်ထပ်လေးကကြတော့သူနဲ့ဝမ်းဆက်ပေါ့နော်နဂတ်လေးကကြတော့မင်းတို့သူကတော့ဒီဘေးနားလေးမှာနှစ်ထပ်ပါပါတယ်ရှင်စိတ်လေးကတော့နှစ်ထပ်ပုံစံလေးမင်းတို့ဒါပင့်ကူအိမ်ဒီဇိုင်းလေးခတ်ပေးထားတာပေါ့နော်ပုံစံလေးကကြတော့ပင့်ကူအိမ်ဒီဇိုင်းလေးခက်လုပ်ပေးထားတာပါဒီနကလေးကကြတော့132သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်သူ့ရဲ့တန်မိုးလေးကတော့132သိန်းလေးပါနောက်ထပ်လေးကကြတော့မင်းတို့ ham chain ဒီဇိုင်းလေးလည်းရပါဦးမယ် ham chain လေးကလည်းသူနဲ့ one set လေးပေါ့နော် ham chain လေးကကြတော့208သိန်းရမှာဖြစ်ပါတယ်ရှင်ကဲနောက်ပြီးကြလို့ရှင်မင်းလည်းပြမဝတ်ထားတဲ့ကျိုးနဲ့ဆွဲသီးလေးတွားတော့ဒါ one set လေးတွဲရလေးပေါ့နော်ဒါလေးကကြတော့ကျိုးရောဆွဲသီးရောအပါ955သိန်းနဲ့ရမှာဖြစ်ပါတယ်အကယ်၍အခုပြပေးထားတဲ့ပစ္စည်းဒီဇိုင်းလေးတွေကိုကြိုက်နေတဲ့လို့ဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်တော့လမ်းတော်တန်စီမီပွိုင်းထိပ်မှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲလေးမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်